ဘောဘောဒီအနေနဲ့အနီးအမျိုးမျိုးတွေဝေးပြီးထားတော့လေဘုခုဆိုတော့တော့တန်ဒီသင်္ချာမှာပဲတည်တခါလေးနောက်ပြန်မထားတော့လေအမြဲတစေအစ္ဆနေတဲ့သဘောရှိဖို့ဤကိုခန္ဓာကြည့်ပြီးပဲပြန်ပြီးဘလောက်ပဲပြုပြင်ပြီးထားတော့လေဘယ်လိုမျိုးပဲပြုပြင်ထားတော့လေအားကတန်ပြုပြင်တယ်လို့မမြည်ပါဘူးဝါကတန်ဤခန္ဓာကိုပြုပြင်ခြင်းဥဒ္ဒမြအလုံးစုံတို့သည်ဘုရားဘယ်အကျိုးမှလည်းမပြီးအချီးအပြီးနဲ့ကိုယ်တွေအသက်တာကြည်လာခဲ့ရခန္ဓာကိုယ်ရဲ့အချီးအပြီးပဲအထောဘုရားတဲ့ထံဤကိုယ်ကိုဝေးယူခြင်းမှာဒုစရိမကောင်းတော့သူ့ရကျင့်ပြီးနဲ့နာစရိမကျင့်ရဘူးဝယ်ပါတဲ့ပုဂ္ဂိုလ်ကြီးဆိုပြီးတော့သူတို့ကတော့အကျိုးမရှိပါဘူးပေါ့လေဝယ်ပါကြသူတို့လည်းတို့လက်ရှိခန္ဓာပိုင်ဖြစ်နေတဲ့တို့ယောဂီကိုတတ္တဝါအနန္တတို့ကတော့ဒီခန္ဓာကိုယ်ကိုဝေးပြရတာနေစဉ်ဒီမျိုးစုံဝေးပြကြပေါ်လေနောက်ဆုံးကိစ္စကတော့ဒီကဘုဝီဆိုတဲ့တုတ်တန်မြင်နေတဲ့မှာတေကြီးနောက်မထားတော့ဘဲနဲ့တကယ်လဲပါအိတ်ပါဒီအခါတော့မထားတော့ဘူးအမြဲသိရတော့မှာဒါကြောင့်ဒီခန္ဓာကိုယ်ကြီးဒါတော့မွေးတဲ့ခန္ဓာကိုယ်သူစရမကောင်းတော့အတွေ့အကြံမကောင်းတော့အမှုအကျင့်မကောင်းတော့အလုပ်စကားတွေမကျင့်ကြံတဲ့နေရမယ်ဒါဆိုတော့သူကိုယ်နဲ့ထောက်တော့ယောဂဝိညာဉ်သူဝေဒနာအနာရုပ်တီနေတဲ့ဒုက္ခနာကိုကြီးအတိုက်ကြီးတဲ့သူရဲ့ထုံနဲ့ဝေဒနာလည်းပါတယ်အောက်နဲ့ဝေဒနာလည်းပါတယ်မောနဲ့ဝေဒနာလည်းပါတယ်ကြက်တဲ့ဝေဒနာလည်းပါတယ်ခံကောင်းတတ်တာလည်းဝေဒနာလည်းပါတယ်မခံပြတ်နိုင်အောင်ဥလုံးအိုင်လုံးစုလုံးအောင်နဲ့ယောဂလည်းပါတယ်ယောဂအတိုက်အုံကြီးဝေဒနာအတိုက်အုံကြီးအနာအတိုက်အုံကြီးဖြစ်တဲ့ဒီခန္ဓာကိုယ်ကြီးကိုဘုဒ္ဓရဲ့ယောဂီကိုဒီမျိုးဆိုတဲ့ဝေးလိုက်ကြတာဒီကောင်မျိုးဆိုတဲ့ဝေးသူတွေထားပါတော့လေမမွေးပဲထားလေမွေးမွေးမမွေးမွေးအဲ့ဒါတုတ်တန်ကြီးမှာသူကဒီအခါလဲလို့ရှိတော့နောက်မထားတော့ဘူးအမြဲတစေအိတ်ရောနေတဲ့သဘောရှိတဲ့ဒီခန္ဓာကိုယ်ကြီးကိုပြုပြင်ခြင်းဥဒ္ဒမြမြင်နဲ့မှကြားနဲ့မှကြည့်နဲ့မှကိုယ်နဲ့မှဆန်းဆန်းနဲ့မှပါနဲ့မှခြားနဲ့မှနှမ်းနဲ့မှမှတ်နေတဲ့ပြုပြင်သင်္ခါရအားလုံးဥဒ္ဒမြတို့ဒီဒုစရိုက်ဒီနေတာပြုခဲ့တဲ့ဆိုရင်ဘာမှဒီခန္ဓာကိုယ်ရဲ့အကျိုးမရှိအချီအနီးပဲအဲ့တော့ဘလို့ဒီကိုခန္ဓာကြီးကိုဝေးယူခြင်းလို့မှာမကောင်းသောဒုစရိုက်တွေနဲ့မဝေးကြပါနဲ့မကျင့်ကြပါနဲ့မြတ်စွာဘုရားရှင်ကပုထုပြီးဒါလေးကိုထေမာမိဖြားကြီးခန္ဓာကိုယ်တိုက်ထဲမှာဟောခဲ့အာထာလေးတဲ့တစ်ခုပဲထေမာမိဖြားရဲ့အလှမှန်တက်ပြီးတော့အလှမပျက်စီးတဲ့အမျိုးမသိမျိုးပေါ်လေပေါင်းကန်စားတော့ဒီနေ့ဘုနာပပိပင်ပစ္စရခေမာမိဖြားကိုပုထုပြီးရံကာရောဆိုပြီးတော့မြတ်စွာဘုရားရှင်ပေါ်ထားတယ်နောက်ဆုံးကြတော့ဒီခန္ဓာကိုယ်ရဲ့တုတ်တန်ပစားပြင်ဆိုတဲ့မြေမှာလည်းဘာလို့လဲလဲလျောင်းနေရတယ်ဒါတော့ဘုရားခန္ဓာကိုယ်ကြီးနဲ့ယုံနဲ့နှစ်ပါးကိုမြတ်စွာဘုရားပေါ်ထားတာတော့နိဗ္ဗာန်နေရ